ကဘာကျော် promotion ကြီး UFC မှာပထမဆုံးထိုးသက်ခွင့်ရတဲ့မြန်မာပြည်ပွား fighter Joshua Ban ကတော့သူ့ရဲ့ပထမဆုံး UFC ပွဲကိုမနေ့ညကထိုးသက်သွားခဲ့ပြီးရိတ်သက်တွေအားလုံးကျေနပ်စေလောက်တဲ့စွမ်းဆောင်ရည်တွေချပြနိုင်ခဲ့ပါတယ်။ဒီပွဲထိုးသက်ဖို့ပြင်ဆင်ချိန်တစ်ပတ်ကျော်လေးပဲရခဲ့တယ်လို့ပြိုင်ဘက်ကဝါရင် fighter ဖြစ်ပြီးအရှုံးတွေကနေပြန်လဲနိုးထားဖို့စ조사နေသူဖြစ်လို့ဒီပွဲမှာ Joshua Ban ဟာပုံစံကောင်းတွေချပြနိုင်ပါမလားဆိုပြီးစိတ်ပူမိခဲ့ပါတယ်။ပြီးတော့ UFC လိုပြိုင်ပွဲမျိုးမှာ short notice နဲ့ထိုးရတဲ့ fighter တိုင်းနီးပါးကလိုအပ်ချက်တစ်ခုခုရှိနေတာအမြဲလိုတွေးရတတ်လေရှိပါတယ်။ဇူမာဂူလော့ဖာအဲ့ဒီအချက်ကိုမိမိရရဆုပ်ကိုင်းနိုင်ဖို့ game plan ဆွဲလာခဲ့ပါတယ်။ဝေစာတာနဲ့ Joshua Ban ကိုရန်လိုမှုအပြည့်နဲ့ဖိဖိစီးစီးကစားပြီးဒိတ်တောင်းတွေရယူဖို့အထိပါအားဆန်းကြီးခဲ့တာပါ။ Joshua Ban ကFury Fighting Championship မှာ Flyweight Champion ဖြစ်ခဲ့ပေမဲ့ Wrestling လေ့ကျင့်ခန်းတွေကိုစနစ်တကျနဲ့လေ့ကျင့်တာ6လလောက်ပဲရှိသေးတယ်လို့သိရပါတယ်။သို့တော်လည်းဇူမာဂူလော့ရဲ့တိတ်တောင်းတွေကနေရုပ်ထွက်ပြသွားတာတော့တကယ်ကိုချီကျူးဖို့ကောင်းပါတယ်။ဇူမာဂူလော့ကလည်းပထမအချီလန်းဆန်းနေချိန်မျိုးမှာတောင် grounding ကစားဖို့အကောင့်တွေဖော်လို့မရတာကြောင့်နောက်ပိုင်းချီတွေမှာတိတ်တောင်းလုပ်ဖို့မကြိုးစားတော့ပဲstand fight နဲ့သာကစားသွားခဲ့ပါတယ်။ Joshua Ban ရဲ့ပညာရပ်ပိုင်းဆိုင်ရာကျွဲဝမှုတွေကဒုတိယအချိန်မှစတင်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ချိန်တိုတွင်ပွဲဖြစ်ရတာဖြစ်တယ်လို့ပြိုင်ဘက်အကြောင်းနဲ့သေချာလေးလာပြင်ဆင်ခွင့်မရှိထားလို့သူဟာပထမအချိန်မှဇူမာဂူလော့ရဲ့ကစားပုံကိုအကဲခတ်ရင်းနဲ့သာကစားကြည့်ခဲ့ပါတယ်။ဒါပြင် UFC အတကန်ဝိုင်းအတွင်းပြည်သက်တွေအများကြီးရှေ့မှာပထမဆုံးထိုးရတဲ့ပွဲမျိုးဖြစ်နေတဲ့အတွက်မဝင်းကျင်နဲ့သားကြဖို့အချိန်ယူလိုက်ရပါတယ်။ဒုတိယအချီပြန်မစခင်မှာတော့သူ့ရဲ့ဘေးကနေလိုက်ပါလာတဲ့နီးပြ Frankenstein နဲ့ Daniel Pineda တို့ကဝဲအနေထားကိုသဘောပေါက်ပြီးမှုလားဆိုတဲ့ပုံစံမျိုးနဲ့အစချီကဇူမာဂူလော့ရဲ့ကစားဟန်ကိုဘယ်လိုတုတ်ပြန်ညှိယူကစားရမလဲဆိုတာသေချာညွှန်ကြားခဲ့ပါတယ်။ Joshua Ban အတွက်ဘောက်ဆင်ပိုင်းကိုနီးပြကြီး Jose Pesquet ကလေ့ကျင့်ပေးတာဖြစ်ပြီး MMA ပိုင်းကိုတော့ Daniel Pineda နဲ့ Frankenstein တို့ကသင်ကြားပေးတာဖြစ်ပါတယ်။ဒုတိယအချီ Joshua Ban ကစားပြသွားတဲ့အနေအထားဟာသူ့ရဲ့ပညာရပ်ပိုင်းကျွဲဝမှုနဲ့ဘွဲအခြေအနေကိုလိုက်ပြီးပြောင်းလဲကစားနိုင်တဲ့ဆိုတာအတိုင်းသာပေါ်လွန်ခဲ့ပါတယ်။ဇူမာဂူလော့ကရိုင်ထွက်သွားတဲ့ပြိုင်နဲ့လက်သီးတွဲလုံးနဲ့ဇက်တိုက်ထုတ်သုံးသွားတာကလည်းလျှက်စီးတွေလက်လိုက်တယ်လို့ပါပဲ။အဲ့ဒီအနေထားမှာ Joshua Ban ဟာ TKO နဲ့အနိုင်ရလို့နီးပါးဖြစ်ပေမဲ့ဘာဖြစ်လို့ PPCC ဆက်မထိုးရတာလဲဆိုတာနဲ့ပတ်သက်လို့တော့အခုလိုပြောပြသွားခဲ့ပါတယ်။ကျွန်တော်ကပွဲမထိုးခင်တည်းကဒုတိယအချိန်မှာပွဲသိမ်းပြမယ်ဆိုပြီးတွေးထားခဲ့တာပါ။ဒါကြောင့်လည်းပွဲသိမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပြင်ဆင်ချိန်ကတစ်ပတ်ပဲရှိတော့သက်လုံမိုင်းကျသွားမှဆိုတဲ့အတွက်ပြန်ပြီးထိန်းလိုက်တာဖြစ်ပါတယ်လို့ရှင်းပြသွားခဲ့ပါတယ်။ဒုတိယအချီပြီးကနေ့မှာ Joshua Ban ဟာဇူမာဂူလော့ကတုတ်ပြန်လာတဲ့လက်သီးထိုးချက်တချို့ကိုပြန်ခံလိုက်ရလို့မျက်လုံးအောက်ပိုင်းအနှဲငယ်ထိသွားပါတယ်။ဒါကိုနီးပြဖြစ်သူတွေကသဘောမကျပါဘူး။တပည့်ကျော်ကကာဒီယိုပိုင်းအတွက်သေချာပြင်ဆင်ခွင့်ရတာမဟုတ်လို့တက်လုံမိုင်းကြပြီးလှုပ်ရှားပုံနှေးသွားမှစိုးရိမ်ကြပါတယ်။ဒါကြောင့်နောက်ဆုံးအချီမှာအုံနောက်သုံးပြီးပါပါနဲ့နဲ့ကစားဖို့မလိုအပ်ဖက်ခွန်အားကိုမဖြုံးဖို့သေချာမှားကြပါတယ်။ဒါကြောင့်ဘန်ဟာတတိယအချီမှာတိုက်စစ်ကိုလည်းဖွင့်တယ်လို့လိုအပ်နေတဲ့လက်သီးထိုးချက်တွေကိုလည်းရအောင်ပါပါနဲ့ကစားပြပါတယ်။ဝေဘီကာနီမှာဆိုရင်ဇူမာဂူလော့ကိုရိုင်ထွက်သွားတဲ့အထိထိုးပြလိုက်ပြီးလူငယ်ပီပီရှာထုတ်ပြောင်းရင်ကစားပြသွားတာကတကယ်ကိုဖြောပြမှုပေးလွန်းပါတယ်။ UFC matchmaker တွေကတော့ဒီပွဲကြည့်ရင် Joshua Ban ကိုအဆင့်ကျော်ပြီးခွင့်ရေးပေးလိုက်တာမှန်သွားပြီးဆိုပြီးကျေနပ်နေကြမှာပါ။တပွဲလုံးထိုးသွားတဲ့ပုံစံကိုကြည့်လိုက်ရင်ဖြောပြမှုပေးအောင်လဲထိုးသလိုသူ့ရဲ့အလားအလာတွေကိုမြင်စေနိုင်လောက်တဲ့စွမ်းဆောင်ရည်တွေလည်းချပြသွားတာတွေ့ရပါတယ်။နှစ်ထပ်ကွမ်းချန်ပီယံဟောင်းကြီး online ဆန်ကတော့ Joshua Ban ထိုးသွားတဲ့ပုံကိုကြိုက်လွန်းလို့ status တွေချက်ချင်းတင်လိုက်သလိုသူ့အတွက်လည်းရန်ကိုဂုဏ်ယူမိတယ်လို့ရေးသားသွားခဲ့ပါတယ်။ Joshua Ban ကိုချီးကျူးကြတဲ့အထဲမှာ MMA လောကကမီဒီယာသမားတွေအများကြီးပါဝင်တယ်လို့ UFC ကနာမည်ကြီး fighter တွေလည်းပါပါတယ်။
လက်ရှိပုံစံအတိုင်းသာစ조사သွားမယ်ဆိုရင် flyweight တန်းရဲ့ထိပ်ဆုံး15ယောက်စီးရင်ဝင်အချိန်တိုတွင်ဖြစ်လာနိုင်တယ်လို့တချို့ကမှတ်ချက်ပေးကြပြီးတချို့ကလည်းဂျော်ရှွာပန်ဟာ UFC fighter တွေနဲ့ခုံချင်းရှင်နိုင်တယ်ဆိုတာဒီပွဲကသက်သေပဲလို့ရေးသားကြပါတယ်ဝေသာဝိတ်တန်းက fighter ကြီးဘီလာမူဟာမက်ကတော့ဒီချာတိတ်ကအရွယ်လဲငယ်သေးတယ်လို့မိုက်ခဲလေးလည်းဖြစ်တယ်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်ခြုံကြည့်လိုက်မယ်ဆိုရင်နိုင်ပွဲတစ်ပွဲရဖို့အရန်ကိုခက်ခဲတဲ့ UFC လိုနေရာမျိုးမှာအချိန်တိုတွင်းပွဲဖြစ်ပြီးပြင်ဆင်ချိန်နဲ့ပါလုံးနဲ့အကြားကနိုင်ပွဲရယူပြသွားတဲ့ဂျော်ရှွာဘန်ကိုချီကျူးရမှာဖြစ်ပါတယ်ပထမအချိန်မှာပြိုင်ဘက်အကြောင်းကဲခက်နေပေမဲ့နောက်နှစ်ချိန်မှာတော့သူကပဲတိုက်စစ်ကိုဖွင့်ဦးဆောင်ကစားပြသွားတာတကယ်ကိုအားရဖို့ကောင်းတာပါလက်သီးထိုးတဲ့အပိုင်းတမ်ပိုအတင်ချလှုပ်တဲ့အပိုင်းနဲ့ဝဲအနေထားကိုအကဲခတ်ထိုးသွားတဲ့ပုံစံတွေကအလားလာကောင်းလွန်းတဲ့လူငယ်တယောက်လို့မြင်မိပါတယ်အဲ့ဒီရင်မွေရုံးတဲ့ကဘာတိတန်ရင်မွေနဲ့ချွေးနှံသူထွက်ချင်းမှာသုံးစားပုံမကာကွယ်ပြီးလို့ယုံကြည်မှုအပြည့်ပဲပေါ့အဲ့ဒီရင်မွေရုံးတဲ့ကဘာတိတန်ရင်မွေနဲ့အကောင်းဆုံးကာကွယ်နိုင်မှုဒီနေရာမှာပြည်သက်တွေအကြားမြန်မာပြည်ကိုစားပြုထိုးတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တချို့ကပြောနေကြတာရှိပါတယ်မြန်မာပြည်နဲ့ဆက်တွယ်နေတဲ့ထိပ်တန်းဖိုက်တာတယောက်ပေါ်လာပြီးဆိုရင်ဒီကောင်းစဉ်ကတနည်းတစ်ဖုံနဲ့တော့ပေါ်လာတတ်ပါတယ်ဒီနေရာမှာသတိထားသင့်တာတစ်ခုက UFC ဟာအာရှအခြေစိုက် promotion မဟုတ်သလိုအာရှကိုလည်းပြိုင်ပွဲတွေခဏခဏလာပြီးကျင်းပလေ့ရှိတာမဟုတ်ပါဘူးသူတို့ရဲ့အဓိကဈေးကွက်ကအမေရိကဈေးကွက်ဖြစ်ပါတယ်ပြီးတော့အမေရိကကိုစားပြုဖိုက်တာတွေအမေရိကပြည်သက်ဝင်းရံမှုအားကောင်းတဲ့ဖိုက်တာတွေနဲ့တခြားဖိုက်တာတွေအကြားအခွင့်အရေးရရှိတဲ့ပုံစံတွေကလည်းတော်တော်ကိုကွာခြားတယ်ဆိုတာ UFC ပွဲတွေအမြဲတမ်းကြည့်နေတဲ့ပြည်သက်တိုင်းသိကြပါတယ်လက်ရှိဝေသာဝိတ်တန်းချန်ပီယံလီယွန်အက်ဒဝတ်လိုက်ဝိတ်တန်းချန်ပီယံမာကာရှက်တို့ဟာနိုင်ပွဲဆက်မှတ်တမ်းတွေအများကြီးရယူပြီးမှချန်ပီယံစိန်ခေါ်ပွဲထိုးခွင့်ရပြီးချန်ပီယံဖြစ်ခဲ့ကြသူတွေပါအဲ့ဒီနှစ်ယောက်သားအမေရိကခြေစိုက်ဖိုက်တာတွေဖြစ်ခဲ့မယ်ဆိုရင် UFC ကသာမကမီဒီယာသမားတွေကပါအခုချိန်ဘယ်လောက်ထိချီးမြှင့်မြောက်စားနိုင်မလဲဆိုတာစိတ်ကူးနဲ့တောင်ပုံဖော်ကြည့်လို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုကိုပေးရရင် social media follower တန်းချီပြီးရှိနေတဲ့ရှောင်းအိုမယ်လီဟာထိပ်တန်းဖိုက်တာတွေတဲကဆိုလို့ပြောတရန်တယောက်ကိုပဲအငင်းပွားပရာတိုင်းအဆုံးဖြတ်နဲ့နိုင်ရခဲ့ဘူးတာဖြစ်ပေမဲ့လက်ရှိမှာချန်ပီယံကပတ်စိန်ခေါ်ခွင့်တောင်ရရှိထားပြီးပါပြီအမေရိကအခြေစိုက် promotion မျိုးဖြစ်တဲ့အတွက်အမေရိကကိုစားပြုဖိုက်တာတွေတဲကစွမ်းဆောင်ရည်ထက်မြက်ပြီးပြည်သက်ဝင်းရံမှုအားကောင်းတဲ့ဖိုက်တာမျိုးတွေကို UFC ကသိပ်ကိုလိုချင်တာပါဒါကြောင့် Dustin Poirier ဟာပုံစံအမျိုးမျိုးနဲ့အခွင့်အရေးရနေသလိုကော်နာနဲ့လည်းအကြိမ်ကြိမ်ထိုးခွင့်ရရှိထားပါတယ်ဒီချက်လက်တွေကိုချပြတာက UFC ရဲ့ policy နဲ့အမေရိကခြေစိုက်ဖိုက်တာတွေဘယ်လိုအခွင့်အရေးပိုရလဲဆိုတာသိစေခြင်းယုံဖြစ်ပါတယ်One Championship ကသူတို့ရဲ့ Time Fighter တွေကိုပိုပြီးပုံရိပ်လှအောင်မိတ်ကပ်လိမ့်ပေးသလို UFC ကလည်းအလားလာရှိတဲ့ထင်တဲ့အမေရိကခြေစိုက် Fighter မျိုးတွေဆိုရင်ခွင့်ရေးပေးတာကတနည်းမဟုတ်တနည်းတော့ပိုပါတယ်ဂျော်ရှွာပန်ဟာမြန်မာပြည်ကဖန်တွေကိုမျက်ကွယ်ပြုပြီးမြန်မာကိုစားမပြုတာတော့မဟုတ်တော့ပါဘူး Fury FC မှာထိုးခဲ့တဲ့တက်တန်းတစ်လျှောက်မြန်မာအလံနဲ့ပဲပွဲထွက်ခဲ့တယ်လို့ချန်ပီယံကပတ်ကိုင်မြောက်ချိန်မှာလဲမြန်မာအလံကိုပဲခြုံထားခဲ့တာပါသို့တော့ UFC ကိုရောက်ရှိလာချိန်မှာတော့ဈေးကွက်လိုအပ်ချက်အရာသူ့ရဲ့ agent ဖြစ်သူရဲ့တိုက်တွန်းချက်အရာကိုစားပြုအလံပြောင်းလဲလှုပ်လိုက်တာဖြစ်ကောင်းဖြစ်နိုင်မယ်ထင်ပါတယ်တဖြည်းဖြည်းနဲ့သူ့ကိုယ်သူထိပ်တန်းဖိုက်တာတယောက်ဖြစ်တိဆောက်လာနိုင်လို့ဘေးပါပြူခွဲတန်းရတဲ့အဆင့်ကိုရောက်ရှိလာရင်အမေရိကပြည်သက်ဝင်းရံမှုအနေအထားကအများကြီးစကားပြောပါတယ်ဒါကြောင့်သူ့ရဲ့ UFC fighter ဘဝအခြေကိုကြည့်ပြီးပိုကောင်းတဲ့လမ်းကြောင်းတစ်ခုကိုရွေးလိုက်တာလို့ပဲမြင်ပါတယ်မြန်မာပြည်ကိုမချစ်လို့တော့မဟုတ်တော့ပါဘူး He was born in Myanmar in Southeast Asia. Now fights out. He wants to be the first Burmese fighter in the UFC. ပြည်သက်တချို့ကမြန်မာပြည်ကိုသားမပြူဘူးဆိုပြီးထောက်ပြနေကြပေမဲ့မင်းညကအစီအစဉ်တင်ဆက်သူတွေအဖြစ်လောက်ကင်သွားတဲ့ဂျွန်းအနစ်နဲ့ DC တို့ဟာဂျော်ရှွာဘန်ကမြန်မာနိုင်ငံချင်းပြည်နယ်မှာမွေးခဲ့တာဖြစ်ကြောင်း UFC မှာထိုးခွင့်ရတဲ့ပထမဆုံးမြန်မာပြည်ဘွားဖိုက်တာဖြစ်တဲ့အကြောင်းကိုသေချာထည့်သွင်းပြောဆိုခဲ့ကြတာပါ
ဒါပြင် UFC ကထုတ်ပြန်တဲ့တရားဝင်ကြေညာချက်တွေမှာလည်း Joshua Pan ဟာမြန်မာပြည်ပွားဖိုက်တာဖြစ်တဲ့အကြောင်းကိုအခိုင်အမာဖော်ပြထားတာတွေ့ရပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျာ။